ကဲအားလုံးပဲမင်္ဂလာပါလို့ဒီကနေ့တော့ဟလာ1388ဘောနော်ဝါကောင်လာတဲ့14ရက်ကြာတာပရိနေထင်တာပဲဆိုတော့29ရက်8ရက်29ရက်8လ2026ခုနှစ်စကားမပြောတာကြာတော့မှားတယ်ပေါ့လေပြောတာကြာရင်လည်းမှားတာပါပဲဒီကနေ့ online ကကျွန်တော်ရဲ့အဖေတွေအမေတွေကျွန်တော်ရဲ့ဦးလေးတွေဒေါ်လေးတွေကျွန်တော်အန်တီတွေဦးကြီးတွေဒေါ်ကြီးတွေဖေကြီးမေကြီးဒေါ်ကြီးဒေါ်လေးအကိုကြီးအကိုလေးအမကြီးအမလေးမိမိတသားတူမများနဲ့ညီလေးညီမလေးတို့ကိုစကားပြောရင်းနဲ့ပေါ့နော်နှုတ်ဆက်ရောက်လာတာပါလို့နှုတ်ဆက်ရောက်လာတာပေါ့နော်အဲ့ဒါကျွန်တော်အနေနဲ့ဒါနှုတ်ဆက်တဲ့အခါမှာဘောရောင်ကြီးပရိုက်တာမြန်မာမြင်သိန်းရတော့လက်တလောလှုပ်ဆောင်ခဲ့တဲ့လှုပ်ဆောင်ချက်တွေကတော့ဒီလပိုင်းမှာတော့ဟာလာတူတယောက်ချင်းစီရဲ့ကျွန်တော်တို့မေတ္တာစာနာထောက်ထားမှုရကူညီခဲ့ကြတာတွေတော့ရှိတယ်ပေါ့လေအသင်းကတော့ကျွန်တော်တို့လမ်းစဉ်ကြီးလူတော်ငွေများပေးသွင်းလူနာချင်းအစီအစဉ်နဲ့အတူမတီပြည်သူ့စိုက်တူချင်းနဲ့လှူဒန်းကြတဲ့အလူရှင်လေးတွေလည်းပဲလှူကြတယ်ပေါ့ဒီဆက်လက်ပြီးမှပဲဒီမှာ TikTok နဲ့ Facebook YouTube Telegram စရှိတဲ့ online မှာရှိကြတဲ့ကျွန်တော်တို့ကိုအမြဲအားပေးနေတဲ့ဘွားရောင်ကြီးကပြည်သက်တွေလည်းပဲကျွန်တော်လှူဒန်းခြင်းနဲ့ဆန္ဒနဲ့အတူကျွန်တော်လှူပေးခြင်းနဲ့စိတ်စေနာလေးများနည်းနည်းလေးများပေါ်ပေါက်ခဲ့ရင်အဲ့လိုပြောရမှာပေါ့နော်ကိုယ့်ရဲ့အားပေးနေကြတဲ့ပြည်သက်တွေဆိုတော့လေလှူလို့ရပါတယ်လို့အဲ့တော့ဆက်သွယ်မဲ့ဖုန်းနံပါတ်တွေကတော့ရှိတယ်ပေါ့လေဖုန်းနံပါတ်တွေကျွန်တော်တို့ဆက်သွယ်မယ်ဆိုလို့ရှိရင်လည်းဆက်သွယ်လို့ရပါတယ်လို့ဘဝရောင်ကြီးလက်တလောဆက်သွယ်လို့ရမယ်ဖုန်းနံပါတ်တွေဆိုရင်ဘဝရောင်ကြီးပရိုက်တာမြင်မြင်သိရဲ့ဥက္ကရာမောင်တင်မိုးအောင်ပေါ့လေ39 42118336ပေါ့နော်4211833366အဲ့ဒီပုံမှန်လည်းဆက်သွယ်လို့ရတယ်ပေါ့ခင်ဗျာနောက်ပြီးမှဘောရောင်ကြီးပရိုက်တာမြင်မြင်သိရဲ့ကျွန်တော်တို့ဗန္ဒာရေးမူကြီးလည်းဖြစ်တယ်ပေါ့နော်ဖြစ်တဲ့ဦးမောင်အောင်ဖုန်းနံပါတ်က45601399နဲ့ပေါ့နော်3945601399နဲ့အဲ့ဒီမှာလည်းဆက်သွယ်လို့ရပါတယ်လို့ဒါကျွန်တော်တို့အသင်းရဲ့တာဝန်ခံနေပေါ့လေနောက်ပြီးတော့ဘောရောင်ကြီးပရိုက်တာအမြင်မြင်အသင်းရဲ့အထွေထွေတွင်းမူကြီးဖြစ်တဲ့ဒေါ်သီရာဝင်းပေါ့နော်ဖုန်းနံပါတ်ကတော့39 449 10 0586 449 10 0586ပေါ့နော်အဲ့ဒီဖုန်းနံပါတ်မှာလည်းပဲဟုတ်ဆက်သွယ်မေးမြန်းလို့ရပါတယ်လို့နောက်ပြီးမှတွဲဘက်ဗန်နိုင်မှုလည်းရှိတယ်ပေါ့နော်တွဲဘက်ဗန်နိုင်မှုဖုန်းနံပါတ်ကတော့ဦးစောကို39 440 49 43လုံးနှစ်ပေါ့နော်အဲ့တော့440 49 43လုံးနှစ်အဲ့ဒါကတော့တွဲဘက်ဗန်နိုင်မှုဦးစောကိုရဲ့ဖုန်းနံပါတ်ဖြစ်ပါတယ်တဲ့နောက်တွဲဘက်အတွင်းမှုရဲ့ဖုန်းနံပါတ်ကတော့ဦးစောကိုဖုန်းနံပါတ်နဲ့နောက်ဆုံးနေရာမှာ2နဲ့3နဲ့ပဲကွာတယ်ပေါ့နော်တွဲဘက်အတွင်းမှုဖြစ်တဲ့ကိုမျိုးကိုဦးမျိုးကိုပေါ့နော်39 440 49 43လုံး3 39 440 49 43လုံး3အဲ့ဒီဖုန်းနံပါတ်ဒီမှာလည်းဆက်သွယ်လို့ရပါတယ်ခင်ဗျနောက်ဒိုဂရရဲ့ဖုန်းနံပါတ်ကတော့ကျွန်တော်ဒိုဂရဖုန်းနံပါတ်ကကျွန်တော်လွတ်မရပဲဖြစ်နေလို့လေအဲ့တော့ဆက်သွယ်လို့ရတယ်ဒိုဂရဖုန်းနံပါတ်ကိုလည်းသူတို့ဒီကနေမှဟုတ်ဆက်သွယ်လို့ရပါတယ်ကျွန်တော်တို့စီကနေလည်းတစ်ဆင့်ကန်ဖုန်းဆက်လိုင်းလည်းကျွန်တော်တို့ဖြေလို့ရတယ်ပေါ့အခုကျွန်တော်ဒီဖုန်းနံပါတ်တွေကိုကျွန်တော်မှတ်ပြောတော့ကြတော့လေအခုတည်းစောနာတယ်မှတ်လိုက်တာဒိုဂရဖုန်းနံပါတ်ကမှန်းနဲ့မေးသွားတာဆိုတော့အလိုပြောနေစားမရှိတော့မေးတာပေါ့နော်အဲ့လိုမျိုးပေါ့ဒိုဂရတော့ဥဖိုးစောတဲ့
ကျွန်တော်တို့ရဲ့ဘွားရောင်ကြီးပရိုက်တာမြင်မြင်အသင်းရဲ့ပရိသတ်တွေကိုမိတ်ဆက်ပေးတာပါလို့အဲ့တော့တကယ်ပဲပေါ့နော်ဒီကြည့်ရှုအမြဲတမ်းအားပေးလိုက်ပေး share ကြတဲ့ညီကောင်မအဲ့လိုရှင်တိုင်းပရိသတ်တိုင်းကိုအထူးပဲကျေးဇူးတင်လို့အထူးပဲလေးစားရပါတယ်ဒီပို့လေးကိုလည်းပြန် share ပေးပါလို့ဒါဘာကြောင့် share ပေးပါလို့တောင်းဆိုတာလဲဆိုရင်ဒီပရိုက်တာလုပ်ငန်းစဉ်တွေဆောင်းတဲ့အသင်းအဖွဲ့လေးကျွန်တော်ပရိသတ်တွေသိလာကြတဲ့အခါမှာပြောမယ်ဆိုလို့ရှိရင်တော့ဆက်သွယ်ချင်တာလေးတွေမင်းများချင်တာလေးတွေရှိရင်စုံစမ်းချင်တာလေးတွေရှိမယ်ဆိုရင်ဟုတ်မင်းများဆက်သွယ်စုံစမ်းလို့ရအောင်ပေါ့နော်လူတန်းကျင်တဲ့စိတ်စေနာလေးရှိခဲ့မယ်ဆိုရင်လည်းဟုတ်ဆက်သွယ်ပြီးမှလူတန်းလို့ရပါတယ်ခင်ဗျာအဲ့လိုမျိုးလှုပ်ဆောင်ချက်တွေကတော့လက်တလုံးမှာကျွန်တော်ထောက်ပံ့ရေးလုပ်ငန်းစဉ်တွေကျွန်တော်တို့လှုပ်ဆောင်နေတဲ့အသင်းအဖွဲ့ဖြစ်ပါတယ်လို့အဲ့တော့ camera front camera preview front camera preview stop button စကားပြောနေထောက်ပံ့ရေးလုပ်ငန်းစဉ်ဆိုတော့ကျွန်တော်တို့ဒီရမုံငွေကဏ္ဍကြီးရင်ကြီးလာတဲ့ပုံမှန်မူဒီမှာလက်ဆောင်ချက်တွေကတော့အများကြီးရှိတယ်ပေါ့နော်ကျွန်တော်ထောက်ပံ့ရေးလုပ်ငန်းစဉ်တစ်ခုတည်းသွားမှမျိုးတော့မဟုတ်ပါဘူးခင်ဗျာဒါပေမဲ့လောလောဆယ်တော့ကျွန်တော်ရမုံငွေရဲ့အနေထားရကထောက်ပံ့ရေးလုပ်ငန်းစဉ်တောင်းမှလေကျွန်တော်တို့ကဒီအပြေးဝထောက်ပံ့မှုရဖို့အရေးကိုကြိုးစားနေကြရသေးတဲ့အသင်းဖွဲ့လေးဖြစ်ပါတယ်လို့ဒါလေးလည်းပဲဟုတ်ပြောပြရစီအမြဲအားပေးနေကြတဲ့ပြည်သက်ကြီးထူးထူးပဲဘွားရောင်ကြီးကကျေးဇူးတင်ပါတယ်လို့ဒါဒီနေ့ညပြည်သက်ကြီးကိုစကားလာပြောရင်နှုတ်ဆက်ရင်းနဲ့ဟုတ်ဒါလေးတွေကိုဆက်သွယ်ရမယ်နီလန်းလေးလည်းပဲပြောပြပေးတာဖြစ်ပါတယ်လို့အားလုံးထူးပဲကျေးဇူးတင်ပါတယ်ပေါ့ခင်ဗျာနောက်ပြီးမှရှိပါသေးတယ်ဒီမှာဆိုတော့ကျွန်တော်မကျင်ညာသေးတဲ့ဖုန်းနံပါတ်တွေလည်းကျွန်တော်ကလွတ်ကျင်ညာတဲ့အခါကျကော်မတီ9ယောက်လုံး9ဦး10ဦးပေါ့လေနိုင်ရကတွေပါဝင်ဆိုတော့ကျွန်တော်မေ့တယ်လေဖုန်းနံပါတ်တွေကနော်အလွတ်ကျင်ညာလို့အားလို့အကြောင်းဟုတ်ဆက်သွယ်ပြီးမှမင်းများလို့ရပါတယ်ကိုဆိုင်ဝနာတို့နိုင်ကကြီးဦးဆိုင်ဝနာတို့ပုံကြီးနော်ဟိုကိုငင်းညမောင်ခေါ်ဦးဖိုးအေးတို့ဒီလိုတွေရှိတယ်ပေါ့လေအဲ့တော့အားလုံးထူးပဲပေါ့တကယ်ကိုပေါ့နော်ကျွန်တော်တို့ကအားပေးနေကြတဲ့ပြည်သက်ကြီးတွေကိုလည်းလိုက်လဲကိုကျေးဇူးတင်ပါတယ်လို့အလူရှင်တွေကိုလည်းအထူးပဲဟုတ်ဝမ်းသာဂုဏ်ပြုအမြဲတမ်းပေါ့လေဘွားယောက်ကြီးကလည်းပဲကျေးဇူးတင်လျက်နဲ့အတူလေးစားလျက်ရှိပါတယ်ခင်ဗျာ front camera preview stop button